ညမပါမတော်လို့ဖြစ်သွားလေနင်ငေါ့အဲ့လိုလေတန်းနဲ့မပြောနဲ့ဟာအဲ့လောက်တဲလုံနေလဲတနေ့ကုန်တနေ့ကထိုင်ဆောက်ကြည့်နေလိုက်သူများအိမ်မှာလဲကတ်နေသေးတယ်ဟာခမခုနောက်ကပြောတဲ့စကားကိုပြန်ပြောလိုက်စမ်းပါသူများအိမ်မှာလာပြီးတော့ကတ်နေပြီဟုတ်လားမကင်သက်စားခမစကားကိုတတိထားပြီးတော့ပြောနေလိုက်妈，大宝了，看呀，没有姑娘被人家乱标价嘛，说了，乱要被家里的当饭的，ကြားမနေနဲ့နေ့လေကအရင်ရိုင်းတာလာစော်ကားနေတာ这个人骗你家乖，哦，这些真的，你把那公文书你这把那，你他啥红嘞？你看机灵，你又没来嘛呀？对，你没多少对，你这就扫码吧不？你呀，这这个这个人像这比谁三遍的，不老骗你家喽。ဟုတ်ပါတယ်ခေကရိုင်းနေအတ္တကြီးတယ်ကိုယ့်အတွက်ကိုယ်ပဲသိတယ်အဲ့ဒါဘာဖြစ်လို့လဲသိလားခေဘာပြစ်နေလဲခေဘလို့ကန်စားနေရလဲဆိုတာဘသူမှလက်မကြည့်ကြလို့လေ啊，你看嘛，来谈一点吧啦，我光老听在讲没，忙得，你怕弄啦？你来吃年啦？ဟောဒီမှာအမေသမီးလေစာလုံးမှာစားခဲ့ဘူးတဲ့ယူနန်ဟော့ပေါ့မျိုးမှာစားခြင်းနဲ့ဆိုပြီးတော့ချင်းချင်းတက်နေလို့အဲ့ဒါမပေါ့မပါကြီးနဲ့ထိုင်နေပါကျွန်တော်ပဲလုပ်ပေးပါမယ်ဆိုတော့မရဘူးမေရဲ့အမေလုပ်ပါအမေကိုပြောလေ 赚弄呀，妹，等你再干，都没地方。 တဲ့အောင်တက်လည်းမလုံးနဲ့သမီးဘလို့ကြက်ကြက်လို့တော့ဘေးကနေထိုင်တော့ပြောအမေလုံးမယ်တက်တက်ပဲအာမလုပ်ပါနဲ့ ငါရှိမှလာဘူးမိုးမမြင်နေမလို့ဖြစ်နေချပျော်နေလိုက်ကြတာမိဘတော်ကငွေရှိကုန်ရှိနိုင်ငံသားပြန်သားသမီးမှာအဖက်လို့ယူရတာငါရောဒီလိုလူတွေကိုဘာလို့ငဲ့ညာတောက်ထားမှာလဲ